တတန်မင်းအချင်းတရားရဲ့ကိုငါဝဲမယ်တတောင်မင်းလက်ထက်ကသမီးကိုငါလိုချင်တယ်ငါတောင်ဒီနေရာကိုငါလိုချင်တယ်တိန်ခွေငါနဲ့အတူတော်ရင်ဒေတာကို3ရက်လောက်လိုက်ခဲ့ပြီမင်းကငါ့ကိုဘယ်လိုလူစားလို့ထင်နေတာလဲအမကြီးဒါကပိုက်ဆံကိစ္စမဟုတ်ဘူးလုံးဝမဖြစ်နိုင်ဘူး3သိန်းတထေးမင်းတော်ရင်ဒေတာကအန်ဒရီတွေနဲ့ဖြည့်နေတာ3သိန်းဆိုတာဈေးနှုန်းကတကယ်ကိုတရားမျှတာတယ်လို့ကျွန်တော်ထင်ပါတယ်နောက်တစ်ယောက်အထက်တန်း34လင်းရှူအားပါရမီအရန်ထူးချွန်တယ်ဒါပေမဲ့အစွမ်းအင်ဒီယူစိတ်နေတဲ့အခြေအနေမှာရှိနေတယ်ဒါကရေခဲမီးကြီးတစ်ခုကိုပါလွာတဲ့ပလတ်စတစ်ပုံထဲအတင်းထည့်ထားသလိုပဲအချိန်မရွေးပေါက်ကွဲသွားနိုင်တယ်ဝါ 3S အစင်ပဲငါရဲ့နတ်သမီးလေးဖြစ်ထိုက်ပါတယ်စောစောကသူလမ်းလျှောက်သွားတော့ကငါတော့အေးခဲသွားမလို့ဖြစ်သွားတာမဆန်းပါဘူးအကျွေးမဲ့သူညဒါကထိတ်တန့်တဲ့တဲ့ဖို့ကိုတိုက်ရိုက်တက်ခွင့်ရတာမဟုတ်လားဒီလိုအဆင့်ရှိတဲ့အေးစိမ်မှုကအသက်ဆက်ရှင်နေပဲရှိသေးပြီးကျင့်စဉ်အခြေခံလည်းမရှိတဲ့ငါခန္ဓာကိုယ်ကတောင့်ခံနိုင်မှာမဟုတ်ဘူးထင်တယ်မြဲအတန်းဝမ်းရဲ့အတန်းပိုက်စရာအပေါ်ကိုတက်သွားလိုက်ဆေးခန်းကိုအကြောင်းကြားလိုက်အထူးတီးတန်းခန်းရဲ့ကြမ်းမြင့်အပူပေးစနစ်ကိုအမြင့်ဆုံးအဆင့်အထိချက်ချင်းဖွင့်လိုက်မြဲနှွေးထွေးတဲ့စွမ်းရည်စိတ်ဟီကိုတွားပြင်ထားနောက်တိတော့အထက်တန်း3တက်ကိုခြံခုံရလက်ကိုနင်းနေထိထားငါခန္ဓာကိုယ်တွေကအေးဓာတ်တွေဖိနှိမ့်ခံထားပြီးမြဲလို့မင်းလက်ကိုအပေါ်တင်လိုက်အချိန်မဆွဲနဲ့မင်းနောက်မှာလူတွေရှိသေးတယ်ဒီကြောက်တုံးကပေါက်ကွဲသွားမယ်ငါကိုစင်မြုပ်စွမ်းအားကိုသုံးရမယ်ရပြီနောက်တစ်ယောက်ငါကလည်းသူ့ဘလောက်တော်မလဲလို့အားတွေအများကြီးစိုက်ပြီးမှ F အဆင့်ပဲထွက်လာတာလားခန္ဓာကိုကြန့်ခိုင်မှုဆိုတာခွန်အားပိုကြီးလာပဲလေစောက်လို့ရေးလုပ်ငန်းခွဲမှာတွားပြီးအုပ်ထဲလိုက်ပါလားတခုခုဖြစ်လို့လားဘာမှမဖြစ်ပါဘူးစောကဒီကြောက်တုံးမှာအရေးပြောနေတဲ့ရေခဲရေတွေကြီးပဲချောနေလို့ငါသေးချာမဖြစ်မိပဲလက်ချော်သွားတာဒီလင်းရှူအားရဲ့အာယုံခံစားမှုကတကယ်ကိုထက်မြက်တာပဲသူမရဲ့ခန္ဓာကိုယ်ကအေးထက်ကိုငါဖိနိုင်ပေးနိုင်တာကိုသူသိနေတယ်ဟေးဘာမှမထမ်းနဲ့မင်းအေးခဲဒီတေးချင်လုံးလားမင်းမငါတေးတာပဲတော်အထူးသမင်းတစ်ပွဲခရမ်းသီးနတ်ဆော့စီလေးညံ့ဆန်ပေးပါလူပြိုလေးဒါပဲလို့ကျင်စားတေးချလားတေးချပါလေဗျတော်တေးချာကြိုက်ထောင်းကျမအသားတုံးပြုတ်ကြတော့မယ်ဖဲပေးပါအောင်ဟင်းရည်ဒီဖိတ်တော့မယ်ကျမလည်းဒါတပွဲလို့ကျင်တယ်မလေးတော်ကအแท้မှာရှိတာပဲငါလန်ကိုဘာလို့ပိတ်ထားတာလဲကျမလက်ပတ်မညူလာမိဘူးဆေးရုံကနေအလင်းစလို့ထက်လာလို့မေ့ကြံခဲ့တာအဲ့တော့မင်းရဲ့လက်ပတ်လေးခဏငါပေးပါအောင်ငါလည်းမင်းနဲ့အတူတူပဲစားချင်လို့မင်းက 3S အဆင့်ရှိတဲ့လူကောင်းကြီးတယောက်မဟုတ်ဘူးလားငါလို F အဆင့်စင်းရဲသားစီကနေကိုကြောက်ကိုပဲတန်ကိုအလကားလာစားမလို့လားအမကြီးကျမရဲ့လက်ကြံငွေကိုကြည့်ပါအောင်10ကြောက်လောက်ပဲကြံတော့တာမင်းကိုငါပေးလိုက်ရင်မနှက်ဖျန်ကြရင်ငါတော့ဘာမှစားစီရမရှိတော့ဘူးငွေပေးချေမှုအောင်မင်းပါတယ်ကျဲသားရတင်က1000လက်ခံရရှိပါတယ်နှုတ်ပိတ်ခစောကဖြောသားနဲ့တထေးမလီးမနှက်ဖျန်ရောထက်စားအောင်မလားကျွန်တော်တန်းစီပေးမယ်လေအခါချင်းငွေကို20ရာခိုင်နှုန်းလျှော့ပေးမယ်တော်နောက်တစ်ပွဲဒီတစ်ခါတော့အသားတုံး2-3လောက်ပိုးထည့်ပေးပါမင်းရဲ့အေးဓာတ်ကနည်းနည်းပြင်းလွန်းမနေဘူးလားအမကြီးကျွန်တော်ရဲ့ပူနွေးဟင်းရေကမင်းကြောင့်ရေခဲထုတ်ထွက်တော်မယ်ဈေးနှုန်းပြောလိုက်ဈေးနှုန်းတစ်ခုပြောလိုက်ပါဟမ်ဘာဈေးနှုန်းလဲငါဘာပြောနေလဲဆိုတာမင်းသိပါတယ်မင်းဘယ်လိုနီးလဲနဲ့လောက်ခဲလဲဆိုတာငါမသိဘူးမင်းလည်းတကက်အဆင့်ကဘာလဲဆိုတာကိုလည်းငါစိတ်မဝင်စားဘူးဒါပေမဲ့အခုချိန်မှာတော့ငါပြဿနာကိုမင်းတယောက်ပဲဖြေရှင်းပေးနိုင်တယ်သူ့ကိုဘွားအရေးတက်ကထိမ့်ချုပ်မရဘူးဆိုရင်အလွန်ဆုံး3ရက်ပဲအသက်ရှင်နိုင်တော့ပဲကူညီပေးဖို့ကတော့ဖြစ်နိုင်ပါတယ်ဒါပေမဲ့အမကြီးရဲ့အခုလိုပောက်ကွဲထလို့နီးပါအခြေအနေမျိုးကိုထိမ့်ချုပ်ဖို့ဆိုတာစွန့်ရင်အများကြီးကုန်းဆုံးတယ်ဆိုတာသိတင်တယ်လေငွေဝင်သွားပါပြီကျဲတင်ကတသိန်းဒါကဆက်ရန်ငွေပဲရှိသေးတာအခုကစားပြီးတက္ကသိုလ်ဝင်ခွင့်စားမွေးပဲပြီးနေသည့်မင်းဒါနာမှာပဲတစ်ချိန်လုံးရှိနေပြရမယ်ရပ်ပေါင်း100လားလာချုပ်ပေါ့ဖောက်တယ်ကြီးပဲအဲ့ဒါဆိုညဘက်အိတ်တာတို့အိမ်သာသွားတာတို့ဆိုရင်ဘယ်လိုလုပ်မလဲတစ်ချိန်လုံးတော့လိုက်ပေလို့မဖြစ်ဘူးမလားညဘက်အိတ်တာချိန်ကြရင်ကျောင်းကငါ့ကိုအထုံးဆောင်ရှောက်ရဲ့ခန်းစီစဉ်ပေးလိမ့်မယ်အဲ့ဒါကိုမင်းကယူစိတ်เสียမလို့ဘူးဒါပေမဲ့နေဘက်ကျောင်းတက်တဲ့ချိန်တိုင်းမှာတော့မင်းငါနာမှာမဖြစ်မနေရှိရမယ်တပို့တူတယ်ကောင်းပါပြီအလုပ်ရှင်ကျွန်တော်အတန်းတာဖို့ပြန်သွားတော့မယ်ဒါပေမဲ့ကျွန်တော်ကညနေအတန်းဖန်ယူဖန်းမှာအမကြီးကပါရမီရှင်အတန်းမှာအဲ့ဒါကိုတော့ကျွန်တော်ဘာမှမတတ်နိုင်ဘူးသူ့ကိုငါနာကနေအကြကြီးအထွက်ခံနိုင်ဘူးငါမေးမနေရမေတွေသွားနေတာလေငါတို့မှနင်းပြောက်လို့ယူမတတ်လိုက်ရှာနေရတာသမီးဘာမှမဖြစ်ပါဘူးဘာမှမဖြစ်ဘူးဟုတ်လားနင်းရန်စွာအင်ဂျော်ဒီကွဲအဲ့လိုနှိပါဖြစ်နေတာကိုဘာမှမဖြစ်ဘူးတဲ့လားအတန်းအေးကိုနင်းကွက်ပြင်ဆင်ပြီးသွားပြီအဲ့ဒီထဲကအပူသွေးစွမ်းက20လီနာလီလုံးဖွင့်ထားတာနင်းဘလို့မှကျောင်းအကြီးသမီးအတန်းအေးကိုမသွားတော့ဘူးဘာအတန်းအေးကိုမသွားရင်ဘဲသွားမလို့လဲအဲ့ဒါကတပီနယ်လုံးမှာအကောင်းဆုံးအရင်မြေတွေရှိတဲ့နေရာလေသမီးအတန်းကိုပြောင်းကျင်တယ်ညနဲ့အတန်းဖာညူပန်းလား 3S အဆင့်ရှိတဲ့ပါရမီရှင်တယောက်ကအသုံးမကျတဲ့သူတွေပဲရှိတဲ့အတန်းကိုပြောင်းမဲ့ဟုတ်လားလင်းရွှေနေဦးနောက်ကခုနကအေးခဲသွားလို့များလားဒါကအကြောင်းကြားတာပါတိုင်းပေးနေတာမဟုတ်ဘူးအခုချက်ချင်းအပြောင်းရွှေ့ခွင့်လုပ်ပေးပါမဟုတ်ရင်သမီးအခုပဲကြောင်းထွက်လိုက်မယ်အတန်းကိုပါလေငါအထက်ကမင်းလက်ထဲမှာရှိနေမှတော့မင်းရှိတဲ့နေရာကိုပဲငါလာခဲ့မယ် F အဆင့်ရှိတဲ့အသုံးမကျသူဆိုတဲ့ခွာအတွင်းမှာဘလို့မိစ္ဆာမျိုးပုံးကွယ်နေတယ်ဆိုတာသေချာကြည့်ရသေးတာပေါ့အားလုံးယဉ်နေကြလက်ထက်ကတားမြစ်ပစ္စည်းလေးကိုတင်လိုက်ကြစမ်းရွှေဒီထက်ကပတ်ဝန်းကျင်မှာတကယ်ကိုညံ့လွန်းတယ်စွမ်းရင်စူးစီးတဲ့စက်ဝိုင်းတောင်မရှိဘူး
တို့တွေထပ်ပြီးစဉ်းစားကြည့်ကြရင်မကောင်းဘူးလားငါမျက်စိမာနေတာလားအဲ့ဒါပါရမီရှင်အတန်းကပြည်နယ်အဆင့်ထိတ်တန်းကျောင်းသူမဟုတ်ဘူးလားသူကငါတို့လိုနေရာမျိုးကိုပါလာလို့တာလဲဒီနေရာငါယူမယ်ဗျကျွန်တော်နေရာကအစီရင်မကောင်းဘူးဗျတသိန်းလွှဲပေးလိုက်မယ်မင်းဖွဲ့ပေးလိုက်တဘောတူပြီးအစီရင်ဆိုတာဘာမှမဟုတ်ပါဘူးအမကြီးတကယ်ကိုအားမနာပါလားငါမင်းရဲ့အချိန်တွေကိုရက်ပေါင်း100ဝယ်ထားတာလေငါနားမှာနေခိုင်းမှုဘာလဲကတိဖြတ်ချင်တာလားမင်းဘာလို့နေပြန်တာလဲဟိုဘက်မှာကအေးလွန်းတယ်သူနားမှာနေရတာကတကယ်ကိုနေလို့ကောင်းတယ်ရွှေဟာဒီကလေးကအထူးဆောင်ဆောင်ရေးခန်းကစက်တွေကိုဘလို့လုပ်ပြီးကို့ဘာသာဖြုတ်လာနေရတာလဲအဖေတမီးဘာမှမဖြစ်ပါဘူးဘာမှမဖြစ်ဘူးဆိုတာဘလို့လုပ်ဖြစ်နိုင်မှာလဲလောင်လီမြန်အဲ့ဒီပစ္စည်းကိုထုတ်လိုက်ဒါကအဖေမောင်ခေါ်ဈေးကွက်ကနေကျယ်တင်ကားသား20ပေးပြီးအနိုင်ဝေထားတဲ့200တက်တန်းရှိတဲ့မီးမူ Fire Link ကြီးပဲဒါမျိုးအင်မတန်ပူပြင်းတဲ့ပစ္စည်းမှသာတမီးရဲ့နှလုံးအိမ်ကိုအနိုင်ကာကွယ်ပေးနိုင်မယ်လို့ပညာရှင်တွေကပြောတယ်ရွှေဟာစကားနားထောင်စားအဖေနဲ့ဈေးရုံပြန်ရအောင်ပစ္စည်းကကောင်းပေမဲ့တမီးအတက်တော့လုံးဝအတုံးမဝင်ဘူးဒီလိုပြင်းထန်တဲ့မိဓာတ်ကတမီးခန္ဓာကိုယ်ထဲကိုဝင်လာနဲ့တမီးရဲ့အေးဓာတ်နဲ့